တိုင်းမကြီးတူတူညောင်းအားလုံးပဲမြင်တာပါနော်ဒီနေ့16ရက်6လ16ချေ16ကျော်ညောင်း96လို့ကြာပါတယ်ကျွန်တော်ဒီက96နော်96ရေ96ရေကျွန်တော်ဒီက6တလုံးရေနော်6တလုံးရေတူတူပါနော်66စနေ291နော်291ဆိုတော့ကျွန်တော်ပါဖြစ်မယ်နော်ဆိုတော့ဒီဒါချိုးတစ်ချက်နော်ဒီက6ရယ်ဒီကကျွန်တော်တို့ဒီ3ညရယ်နော်3ညရယ်ဒီက6 3ညနော်6 3ညဆိုတော့6 3ညဆိုတော့6နော်6ည6 3ညဆို6 9 1နော်9 1 6 9 1ဆိုတော့9 1ချင်းဖြစ်နော် sorry နော်9 1ချင်းဖြစ်ရတယ်9 1ချင်းနော်9 1ချင်းကြီးကျွန်တော်တို့ဒီ9လုံးကြာပါတယ်နော်နောက်တစ်ချက်ကကျွန်တော်ဒီ9တလုံးနေတယ်ဒီရှစ်ပိတ်ရနော်ရှစ်ထိပ်ရနော်9နဲ့ရှင်းနဲ့ဘုံတော့ကျွန်တော်ဘယ်လောက်လဲ9နဲ့ရှင်းမှာ9နဲ့6နဲ့ဘုံတော့3လုံးနော်9 8 9 6 3နော်3ဆိုတော့ကျွန်တော်တို့ဒီ3ဆို3ပါပါစီ8 5ချိန်ပါနော်8 5ချိန်ဖြစ်8 5ကြီးကျွန်တော်တို့ဒီအချိန်ဖြစ်ရနော်8 5ချိန်ကိုကျွန်တော်တို့8 5ချိန်နော်8 5ချိန်ကိုကျွန်တော်ပါဝင်ဆို45ဆိုဝင်ပါတယ်45ဆိုဝင်ပါတယ်နောက်ဆိုင်ကကျွန်တော်ဒီရဲ့4ထိပ်ကိုဒီက4ထိပ်ရနော်4ထိပ်ရကျွန်တော်ဒီက3နော်3အပိတ်နော်4 4 4 4ရှစ်နော်4 4ရှစ်ရှင်းနဲ့3နဲ့ဘုံတော့17နော်1ဆိုတော့1ပါပါဒီ6တင်းရတဲ့ကစီရှစ်6ပြီးကျွန်တော်တို့ဒီအချင်းဖြစ်ရမယ်နော်ပါဝနာခတ်ချင်းပါနော်ရှစ်6ပြီးအချင်းဖြစ်ရမယ်ရှစ်6အချင်းကိုနော်ရှစ်6အချင်းဖြစ်ရမယ်16ချင်းကျွန်တော်96ကိုကြာပါပါတယ်96ကိုကြာပါတယ်နောက်ဆိုင်ကကျွန်တော်တို့ဒီက9တလုံးရေ9ထိပ်ရေဒီက9ထိပ်ရေဒီခွာချက်နော်998နော်ဒီက6ပိတ်နေတော့နော်6ပိတ်နေတော့998 864နော်864 4ပါဝါဒီကိုဒီရနေကစီ9နှစ်အချင်းဖြစ်မယ်နော်ပါဝါနက်ကနော်92အချင်း92အချင်းကိုကျွန်တော်တို့ပါပါတယ်နှစ်လုံးပါဝါ90အချင်းနော်90အချင်းကို28ပြပါတယ်နောက်ဆိုင်ကကျွန်တော်တို့ဒီကနှစ်ထိပ်ရယ်ဒီကနှစ်ထိပ်ရယ်ဒီက9အပိတ်နော်9အပိတ်နှစ်4ဒီက9လုံးလို့ဆိုနှစ်4ဆိုတော့နှစ်4 9 3ပါဝါစီရှေ့3ရနက်ကကမှာရှင်း5ဒီကျွန်တော်တို့ဒီအချင်းဖြစ်ပြရနော်ရှင်း5အချင်းဖြစ်ပြရနော်85ဒီအချင်းဖြစ်ပြရနော်85အချင်းကိုကျွန်တော်7လုံးလုပ်ပြီးတော့ကျွန်တော်ဒီ7လုံးတွေကြာပါတယ်နော်အချင်းစစ်တုံးလို့ကြာပါတယ်။ဒီနေ့တော့နောက်ဆိုင်ကိုသွားမယ်။နောက်ဆိုင်ကကျွန်တော်တို့ဒီကိုအထိတ်ရယ်ဒီကတစ်ထိတ်နော်ကိုတစ်စီ30ဒီက3လုံးနဲ့သွား3လုံးတော့3ပါဝါဒီရှင်းနောက်ကကမှာရှင်း5ချင်းနော်ရှင်း5ဒီအချင်းပြည့်ပြည့်ကျွန်တော်တို့ရှင်း5ချင်းကိုရှင်း5ချင်းကို7လုံးယူပြီးတော့ကြာပါတယ်။နောက်တော့အချင်းပြည့်ပြည့်ရှင်း5ချင်း7လုံးကြာတယ်။ကဲနောက်တစ်ဆိုင်ကိုကျွန်တော်တို့နောက်ပြန်နောက်ဆိုင်ကိုကျွန်တော်တို့ဒီပြောကြည့်အောင်ဒီကျွန်တော်တို့ဒီက7တလုံးရယ်နောက်7တလုံးရယ်7ထိပ်ရယ်ဒီက2ထိပ်ရယ်နောက်7ထိပ်ရယ်2ထိပ်ရယ်7နဲ့2နဲ့ပေါင်း10ဒီက1နဲ့ပေါင်းတော့1နော်1ရတဲ့ခါက8 1ပါဝါ6နောက်6နော်6ဆိုတော့ဘာချင်းဖြစ်မယ်ဘာချင်းဖြစ်မယ်ကျွန်တော်တို့6ဖြစ်အချင်းဖြစ်မယ်ဒီက8ထိပ်ရယ်ဒီက2ထိပ်ရှင်းနေမှ30တင်းနဲ့ပေါင်းတော့တင်းနဲ့ပေါင်းတော့1နော်1ရတဲ့ခါဒီကျွန်တော်တို့ဒီ8နော်1ရတဲ့ခါဒီ8တစ်ပါပါဒီ6နော်86အတီးကျွန်တော်တို့ဒီအချင်းဖြစ်ပြီးရမယ်86အချင်းဖြစ်ပြီးရမယ်86အချင်းဖြစ်ပြီးရမယ်နော်86အချင်းဖြစ်ပြီးရမယ်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ဟိုအချင်း86အချင်းဖြစ်ပြီးရမယ်86အချင်းဖြစ်ပြီးရမယ်တော့86ချင်းဖြစ်ပြီးရမယ်ကျွန်တော်တို့ဟိုပြပြနော်အချင်းလေးတစ်ခုကျွန်တော်တို့ပြောကြည့်အောင်နော်အားလုံးလည်းလာပါနော်86ဒီကျွန်တော်တို့ဒီအချင်း86အချင်းဖြစ်ပြီးရမယ်ဟုတ်ဒီစနေဒီနေ့ကျွန်တော်တို့ဒီအချင်း86ချင်းဖြစ်ပြီးရမယ်နောက်တော့ဆက်ကိုကျွန်တော်တို့ယူသွားမယ်ဆိုရင်အချင်းလေးတစ်ခုပေါ့နော်ကျွန်တော်တို့ဒီက9တလုံးနေဒီက9တလုံးနေနော်9တလုံးနေဒီက4ထိပ်
နော်ကိုယ်ရဲ့ဒိဋ္ဌိရဲ့ကျွန်တော်ဒီကကိုယ်အပိတ်နော်ကိုယ်အပိတ်နော်ကိုယ်အပိတ်ရဒီလိုသွားမယ်နော်အဲဆိုရင်6 4 3 3နဲ့9တော့မှ7နှစ်7နှစ်ဆိုကျွန်တော်ဗာဖြစ်မယ်နှစ်ခွန်ပြီးကျွန်တော်တို့အချင်းဖြစ်ပြရမယ်နှစ်ခွန်အချင်းနော်နှစ်ခွန်အချင်းနှစ်ခွန်ပြီးအချင်းဖြစ်ပြနောက်ဆိုင်ကပါမယ်နော်ဒီကနှစ်ထိပ်ရယ်ဒီက9ရယ်နော်နှစ်ထိပ်9ရယ်ဒီက3ရယ်နော်3ရယ်ဒီလိုသွားပြီနော်ကျွန်တော်တို့ဒီနှစ်97ကျွန်တော်တို့ဘာဖြစ်မလဲကျွန်တော်တို့ဒီနှစ်97နှစ်97 3ဆို4ဖြစ်မယ်နော်နှစ်97 1 3 4နော်4နော်4ကိုအချင်းဖြစ်ပြီး4ကိုဒီကျွန်တော်တို့အချင်းဖြစ်ပြီး4ကိုချင်းကိုတစ်လုံးလို့နော်နောက်ဆိုင်ကကျွန်တော်9လို့ပြောပါတယ်နောက်ဆိုင်ကကျွန်တော်တို့ဒီရသွားမယ်နော်နောက်တစ်ဆိုင်ကဒီ9ရယ်2ရယ်1ရယ်ဆိုကျွန်တော်တို့ပြောမယ်နော်ဒီသွားမယ်9 1နှစ်ဆိုနှစ်ကုန်ချင်းဖြစ်မယ်နော်နှစ်ကုန်ဒီကျွန်တော်တို့အချင်းဖြစ်ပြီးနှစ်ကုန်အချင်းကိုဒီနေ့80နှစ်ကျော်နေတာနော်80နှစ်ကျော်နေတာဒီ7နိုင်2မိနစ်တော့ကျွန်တော်တို့ဒီ8ထိပ်ရယ်ဒီ1ထိပ်ရယ်ဒီ8နော်8တော့နော်8တော့ဒီလိုပါပဲနော်ဒါပဲနဲ့8 1 9 9 8ခွန်နော်ခွန်နှစ်အချင်းဖြစ်ပြီးရမယ်နော်ခွန်နှစ်ကြီးအချင်းဖြစ်ပြီးရမယ်ခွန်နှစ်ချင်းဒီမှာလည်းအချင်းနော်ဝမ်းကြီးနဲ့တိုင်နဲ့ဟောဖြစ်တယ်နော်ဝမ်းကြီးနဲ့တိုင်နဲ့ထားပြီးမှဆိုရင်ကျွန်တော်တို့တွေပါရှိတယ်ဒီမှာကျွန်တော်တို့7နိုင်မိနစ်ကျွန်တော်ချရင်းနေဆိုရင်80ခွန်ရှိမယ်နော်80ခွန်ရှိမယ်ကျွန်တော်တို့ပါရှိမယ်80ခွန်ရှိမယ်82ဆိုတော့ရှိမယ်80ခွန်ရှိမယ်82ရှိမယ်60ခွန်ရှိမယ်60ခွန်ရှိမယ်62ဆိုပြီးတော့ရှိမယ်နော်62နော်တင်းနဲ့စုံတယ်နော်80ခွန်82 60ခွန်62ဆိုပြီးကျွန်တော်တို့ရှိတယ်60ခွန်62ဆိုရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဒိတ်လမ်းကြောင်းကနေကျွန်တော်သွားကြည့်မယ်ဆိုဒိတ်ကကျွန်တော်တို့ဒီ96ဒီကျွန်တော်တို့9နော်9ဆိုတော့9 3ည3ဒိတ်ကို28ဒီမှာ28 10ကို305ခွန်ပိတ်ကို98ဆိုလို့မှာ98ဆိုတော့9နဲ့7နဲ့မှာခွန်3ညနှစ်ဆိုတော့ဒီမှာ82ပြည့်ပါနော်ဟောပြန်ကြည့်မယ်965 53ညနှစ်53ည3ပိတ်ကကျွန်တော်10ပုံမှာ28 10 305ခွန်98ဆိုလို့မှာ98ဆိုတော့ခွန်3ညနှစ်က82မှာပဲ80ဆိုတော့ကျွန်တော်တို့ဒီပိတ်က3ညခွန်5ပြည့်ဖြစ်ပြီးရနော်3ညခွန်5ပြည့်ဖြစ်ပြီးဒါ3ညခွန်5ပြည့်ဖြစ်ပြီးတော့ဒီတန်းမှာကျွန်တော်တို့ဒါတွေရှိနေ3ညခွန်5 80ခွန်80ခွန်82နော်80ခွန်82ဆိုပြီးတော့ရှိတယ်နော်ဒီမှာကနော်မင်းနော်မင်းရတော့ကျွန်တော်တို့ဒီမင်းအားကျွန်တော်တို့ဒီ80ခွန်82ပါနော်80ခွန်82နော်80ခွန်82ဆိုပြီးကျွန်တော်တို့ရှိနေနော်အားလုံးမြင်လားနော်ဒီစမ်းလိုက်တမင်းလေးတွေကျွန်တော်ရတယ်နော်ဘုံတော့နော်80ခွန်82ရေ60ခွန်62ဆိုပြီးကျွန်တော်တို့ရတာနော်အားလုံးမြင်ပါတော့နော်အားလုံးမြင်လာလို့နော်80ခွန်82ဆိုပြီးတော့ကျွန်တော်တို့ရှိရတာနော်ရှင်း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 ရှိအားလုံးမြင်လာတော့နော်ဒီတော့မွေးကနန်းနော်